I got it. Okay, fuck, he's got my gun! He's got my gun! Kids. Pretty cool. ရဲစခန်းအတွင်းထဲမှာတော့လူသတ်မှုတစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုမိတ်ဆွေတို့လက်ခံလားတခါတလေမှာတနက်တက်လက်ကိုမရှာမိတာတတိတစ်ချက်လွတ်သွားတာအဲ့ဒီအချိန်တိုလေးအတွင်းမှာပဲအသက်တစ်ချောင်းဟာပျောက်ကွယ်သွားနိုင်ပါတယ်ဒီနေ့ပြောပြပေးမယ့်ဖြစ်ရပ်တွေကတော့ရဲအရာရှိတွေကိုယ်တိုင်ပဲသူတို့ရဲ့လုပ်ငန်းနေရာခွင်အတွင်းမှာအသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်အပျက်တွေပါခန်းထဲမှာတော့အသက်19နှစ်အရွယ်တက္ကသိုလ်ကျောင်းသား Hollis Daniel ဆိုတဲ့လူငယ်လေးထိုင်နေပါတယ်2018ခုနှစ်အောက်တိုဘာ10ရက်နေ့တုန်းက Hollis ကသူ့တငယ်ချင်းစီကနေတနက်တက်လက်ခိုးယူခဲ့တယ်ဆိုတဲ့ဆွဆွဲချက်နဲ့စကားအခြေတင်များခဲ့ကြပါတယ်။နောက်ပြီးတော့သူကအဲ့ဒီတနက်နဲ့ပဲတငယ်ချင်းကိုပြစ်တတ်မယ်လို့ချိန်ချောက်ခဲ့ပါသေးတယ်။အဲ့ဒီညမှာပဲ Hollis အိမ်ကနေထွက်သွားတဲ့အခါမှာတော့တငယ်ချင်းဖြစ်သူ Leo ကရဲကိုဖုန်းဆက်တိုင်ကြားခဲ့ပါတယ်။ Hollis ကိုချက်ချင်းပဲရှာဖွေတွေ့ရှိခဲ့ပြီးတော့လမ်းမှာရင်ပဲကားကိုတားဆီးစစ်ဆေးနိုင်ခဲ့ပါတယ်။ You don't have a gun inside the vehicle. Yes. You have a gun on your person? Yes.